အခုအားလုံးမြင်တွေ့နေကြအောင် Naruto Sasuke Kakashi Sakura တို့ပါဝင်တဲ့ second series အသစ်ဒါလေးကတော့ Mobile Legends ရဲ့ Tower ပုံစံအသစ်ဖား Tower လို့ခေါ်တယ်ဒါအပြင် mission တွေပြီးမြောက်အောင်လုပ်ရုံနဲ့ free ရမယ့် Gara Skin ဒါလေးမကသေးပဲကျွန်တော် game ထဲမှာအမြဲတမ်းကင်းနေတဲ့ raw ပုံစံအသစ် Madara ဒါအပြင်ရွာတကြီးဖြစ်ချင်တဲ့ခေါင်းညို့အတွက် training လည်းပါသေးတယ်ဒါတွေအားလုံးအတွက်ပုံပြီးမိုင်းမဲ့ဥစ္စာကတော့ Naruto မဲ့ credit တွေပါတော့ second ပါတယ် oh my god ဒီနေ့ကတော့ Mobile Legends ရဲ့ collaboration တွေကအကြီးမားဆုံးသော collaboration တစ်ခုဖြစ်လာမယ် Naruto collaboration အကြောင်းကိုကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့စကားတွေအများကြီးမပြောဘဲနဲ့ AC လေးပဲဟဲလိုက်ကြတော့ခေါင်းညို let's go Naruto collaboration Brody channel ဆိုရင်ကျွန်တော် loading screen ကနေကျွန်တော်စပြီးပြောရမယ်ပေါ့နော်မြင်တဲ့အတိုင်းပဲကျွန်တော် loading screen ပြေးတဲ့အချိန်မှာ ninja ပြေးတဲ့ပုံစံမျိုးကိုကျွန်တော်ဖန်တီးပေးထားတယ်ဒါလေးကတော့ကျွန်တော် detail ကြတာလေးကိုသဘောကျတယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်မြင်တဲ့အတိုင်းပဲကျွန်တော် Kakashi ပါမယ်ကျွန်တော် Naruto ပါမယ် Sasuke ပါမယ် Sakura ပါမယ် Gaara ပါမယ်ပေါ့နော်ပြီးနောက်မှဆိုရင်ဘေးနားမှာ ninja လေးတွေဆိုတာဒါ minion ပုံစံမျိုးပေါ့နော်ဆိုတော့တော်တော်လေးမိုက်တာကိုကျွန်တော်တွေးမြင်ရမယ်